အားလုံးပဲမင်္ဂလာပါတို့တွေအခုသွားမဲ့အပိုင်းဒီ Statement of Financial Position ရဲ့ format လေးကိုလေ့လာရမယ်အပိုင်းပဲဖြစ်ပါတယ်ဟုတ်ပြီတို့တွေ Statement of Financial Position ကိုတို့တွေကစက်ရင်းရေးဆွဲတော့မယ်ဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ဘာလေးပါရမလဲဆိုတော့တို့လုပ်ငန်းရဲ့ company name လေးပါရမယ်ဟုတ်ပြီနော် company name လေးရေးပြီးရင်ဘာလေးပါရမလဲဆိုတော့တို့ဒီကရှင်းတန်းဒီဘယ်အတွက်ပါလို့ပြောထားတဲ့ခေါင်းစဉ်လေးပါရမယ် Statement of Financial Position ဟုတ်ပြီလုပ်ငန်းရဲ့လက်ကျန်ရှင်းတန်းပါဘယ်အခြေအနေမှာရှိတဲ့လက်ကျန်ရှင်းတန်းလဲဆိုလို့ရှိရင် as at မဖြစ်မနေပါရပါမယ် 31st month 2003ဟုတ်ပြီတို့လုပ်ငန်းရဲ့ဘဏ္ဍာရေးနှစ်ပြီးဆုံးသွားတဲ့အချိန်မှာရေးဆွဲထားတဲ့ရှင်းတန်းမှာဆိုတဲ့ခေါင်းစဉ်လေးပါရပါမယ်ဟုတ်ပြီဒီမှာပေးထားတဲ့ date ကတော့ဥပမာအနေနဲ့ပြောထားတာပေါ့ကိုတကယ်အမှန်တကယ်ရေးဆွဲမဲ့လုပ်ငန်းရဲ့ဘဏ္ဍာရေးနှစ်ပြီးဆုံးသွားတဲ့ date ကိုဒီမှာထည့်သွင်းပေးရမယ်ဟုတ်ပြီစာသားရဲ့စကားရဲ့ဆုံးတဲ့နေရာမှာလဲ Statement of Financial Position as at ဆိုတာလေးပါရပါမယ်เนาะဟုတ်ပြီတို့တွေအရှုံးမြတ်စင်းကိုရေးဆွဲခဲ့စဉ်က column သည်2 column တို့ရဲ့ financial position မှာတော့တို့3 column နဲ့စာရင်းရေးသွင်းပေးရပါမယ်ဟုတ်ပြီတို့ပထမဆုံး cost เนาะပထမဆုံး column သည် cost လို့ပြောလိုက်တာဒီတို့ non current asset တွေရဲ့မူလဝယ်လိုက်တဲ့စရိတ်ပေါ့เนาะအဲ့ဒီတန်ဖိုးတွေကိုထည့်သွင်းရမယ် column ဟုတ်ပြီဒီဘက်မှာပြောထားတဲ့ PFD ဆိုတာဒီဘာကိုပြောရလဲဆိုတော့ provision for depreciation လို့ပြောတဲ့တန်ဖိုးရော့ကျစရိတ်တွေကိုဒီမှာစာရင်းသွင်းပေးရမယ်เนาะ second column မှာ provision for depreciation လို့ပြောတဲ့တန်ဖိုးရော့ကျစရိတ်စာရင်းကိုသွင်းပေးရမယ်ဟုတ်ပြီနောက်တစ်ကောလန်ရောက်သွားရင်တို့တွေကဘာတွေစင်းရေးသွင်းရမှာလဲဆိုတော့ net book value လို့ပြောတဲ့တို့စေးဆောင်မှာရှိခဲ့တဲ့ non current assets တွေရဲ့အသရင်တန်ဖိုးတွေကိုဘာလုပ်ပေးရမလဲစာရင်းရေးသွင်းပေးရမယ် column ဟုတ်ပြီအဲ့တော့တို့တွေဒီက financial position ကိုရေးဆွဲမှာဒီတို့ chapter 1မှာပြောခဲ့တဲ့အတိုင်း asset is equal to capital plus liability ဆိုပြီးတော့ရေးဆွဲပေးရမယ်ရမလားဒီမှာတို့တွေဘာပါလာလဲဟုတ်ပြီတို့ရဲ့ total asset ရဲ့ပေါင်းခြင်းသည်ဘာနဲ့ညီရမှာလဲဆိုတော့အောက်တစ်ပိုင်းမှာတို့တွေရှိလာမယ်တို့လုပ်ငန်းရဲ့ total equity and liability လို့ပြောတာနဲ့ညီရပါမယ်ဟုတ်ပြီနော်အဲ့တော့တို့တွေ assets ပိုင်းလေးကိုတစ်ချက်လေ့လာကြည့်ကြမယ်ဟုတ်ပြီ asset ဆိုတာဒီဘာလဲလုပ်ငန်းရဲ့ပိုင်ဆိုင်မှုစာရင်းတွေဟုတ်ပြီတို့လုပ်ငန်းရဲ့ပိုင်ဆိုင်မှုစာရင်းလို့ပြောလို့ရှိရင်တို့ရဲ့ပိုင်ဆိုင်မှုစာရင်းဒီဘယ်နှမျိုးရှိလဲ non current assets နဲ့ current assets ဆိုပြီး2မျိုးရှိတယ်မဟုတ်ဘူးလားဟုတ်ပြီနော်အဲ့တော့ non current assets မှာဆိုလို့ရှိရင်တို့လုပ်ငန်းရဲ့ပုံသေးပိုင်းပစ္စည်းတွေဖြစ်တဲ့ land and building တွေเนาะမြေနဲ့အစာအုံး feature and fitting လို့ပြောတဲ့တို့အခန်းတွေဖွဲ့စည်းထားတာတွေเนาะအခန်းတွေကာထားတယ်အခန်းကန့်ပြီးတော့မှเนาะလို့ကုန်ကြတဲ့စရိတ်တွေနောက်ပြီးတော့တို့လုပ်ငန်းအတွက်လိုအပ်တဲ့ပရိဘောဂပစ္စည်းတွေเนาะကွန်ပျူတာတွေပဲတို့เนาะလုပ်ငန်းသုံးစပွဲတွေလုပ်ငန်းသုံးဖို့အတွက်ဘီရိုတွေเนาะဒါမျိုးတွေဒီ feature and fitting စာရင်းကောင်းစဉ်အောက်မှာရှိမယ်ဟုတ်ပြီ motor vehicle လို့ပြောတဲ့တို့လုပ်ငန်းသုံးမဲ့ကားတွေဟုတ်ပြီနောက်ထပ်ဘာရှိလဲ plant and machinery လို့ပြောတဲ့လုပ်ငန်းသုံးစက်ပစ္စည်းတွေရမလားဟုတ်ပြီတို့ more than 1 year တစ်နှစ်ထက်ပိုကြာပြီးပိုင်မဲ့စာရင်းအားလုံးကိုဘာလို့ခေါ်ခဲ့တာလဲ non current asset ကာလရှည်ပိုင်ဆိုင်မှုစာရင်းလို့ခေါ်ပါတယ်ဟုတ်ပြီအဲ့ဒီ non current assets တွေရဲ့မူရင်းတန်ဖိုးပေါ့တို့တွေဥမာပေါ့ land and building စဝယ်လိုက်တဲ့အခြေအနေမှာဥမာ3,000ရှိတယ်ဆိုပါစို့သူ့ရဲ့မူရင်းတန်ဖိုး cost ဒီ3,000ကဘာတော့ cost ရဲ့ column မှာဝင်ပေးရမယ်ဟုတ်ပြီတို့ကအဲ့ဒီက land and building ကိုတို့ကဘာရှိတယ်လဲသူ့ကို
provision for depreciation လို့ပြောတဲ့တန်ဖိုးရောကြစရိတ်တွက်ချက်လာပြီဆိုလို့ရှိရင်အဲ့ဒီရောကြသွားတဲ့တန်ဖိုးတွေကိုဘယ်မှာထည့်ရမှာလဲ PFD လို့ပြောတဲ့ column မှာစာရင်းရေးသွင်းပေးရမယ်ဟုတ်ပြီတို့တွေ net book value လို့ပြောတဲ့တို့စင်းစာအုပ်ထဲမှာရှိခဲ့တဲ့အဲဒီက non current asset တန်ဖိုးကြီးရဲ့အသရင်တန်ဖိုးမူရင်းကိန်းဂဏန်းကိုလိုချင်ရင်တို့ရဲ့ cost ထဲကနေမှ provision for depreciation ကိုနှုတ်လို့ရလာတဲ့တန်ဖိုးသည် net book value column မှာရေးသွင်းပေးရမှာရမလားအဲ့လိုပဲတို့ feature and fitting လို့ပြောတဲ့ pre-board ကားနဲ့အခန်းကာလိုက်တဲ့ဇရိတ်တွေရဲ့တန်ဖိုးတွေကိုဘယ်မှာထည့်မလဲ cost ဆိုတဲ့ column မှာထည့်မယ်ဟုတ်ပြီအဲဒီက feature and fitting ကိုတို့တွက်ထုတ်လိုက်တဲ့ provision for depreciation လို့ပြောတဲ့တန်ဖိုးရော့ကျဇရိတ်တွေကိုဘယ် column မှာထည့်မလဲဟုတ်ပြီ PFD ဆိုတဲ့ column မှာစာရင်းရေးသွင်းရမယ်ဟုတ်ပြီအဲဒီရဲ့က feature and fitting ရဲ့ net book value ကိုလိုချင်ရင်သူ့ရဲ့ cost ထဲကနေမှတန်ဖိုးရော့ကျစရိတ်ကိုနှုတ်ရင်ပါရမလဲ net book value လေးရလာပါလိမ့်မယ်ဟုတ်ပြီသက်ဆိုင်ရာ motor vehicle plant and machinery တွေကိုလည်းတို့တွေကထိုနည်း၎င်းအတိုင်းပဲစာရင်းတွေကိုရေးသွင်းပေးခဲ့ရပါမယ်ဟုတ်ပြီအဲဒီတော့မှတို့ရဲ့ cost ရဲ့တန်ဖိုး total ပေါင်းသည်ဒီမှာတို့တွေကစာရင်းဝင်ပေးရမယ်ဟုတ်ပြီအဲ့လိုပဲတို့ရဲ့ provision for depreciation လို့ပြောလိုက်တဲ့တန်ဖိုးရောကြစိတ်အားလုံးပေါင်းတဲ့စုစုပေါင်းကိုတို့တွေကဒီကနားလေးမှာစာရင်းဖော်ပြပေးရမယ်ဟုတ်ပြီအဲ့လိုပဲတို့ရဲ့ net book value ပေါ့ non current asset အားလုံး total ပေါင်းရဲ့ net book value ကိုလိုချင်ရင်ဒီမှာရရှိခဲ့တဲ့ total cost ထဲကနေမှ provision for depreciation ကိုနှုတ်ရင်တို့ non current asset အားလုံးကြီးရဲ့ဘာရလာမလဲ net book value ရလာပါလိမ့်မယ်ဟုတ်ပြီတို့ cost ရဲ့ provision for depreciation ရဲ့ net book value ရဲ့ဆိုတဲ့ column သည်အဓိကတို့လိုချင်တာကတော့အဓိက non current asset လို့ပြောတဲ့ကာလရှည်ပိုင်ဆိုင်တဲ့တို့ရဲ့ပစ္စည်းတွေရဲ့တန်ဖိုးတွက်ထုတ်တဲ့နေရာမှာသုံးချင်လို့เนาะဒါကြောင့်မလို့တို့တွေက cost ရဲ့ provision for depreciation ရဲ့ net book value ရဲ့ဆိုတဲ့စကားရပ်ကိုသုံးနှုန်းထားတာဟုတ်ပြီအဲ့ဒီ non current asset ပြီးရင်တို့တွေကဘယ်ဘိုင်းကိုသွားမလဲ current asset လို့ပြောတဲ့လုပ်ငန်းရဲ့ယာယီပိုင်ဆိုင်တဲ့စာရင်းတွေเนาะယာယီပိုင်ဆိုင်မှုစာရင်းဟုတ်ပြီ current assets သည် within 1 year တစ်နှစ်အတွင်းပဲလုပ်ငန်းကပိုင်ဆိုင်မှုရှိမယ်ဆိုလို့ရှိရင်အဲ့ဒါတွေကိုဘာလို့ခေါ်လဲ current asset လို့ခေါ်ပါတယ်ဟုတ်ပြီတခုသတိထားရမှာဒီတို့တွေက current assets ကိုစာရင်းရေးသွင်းမယ်ဆိုလို့ရှိရင်ငွေဖြစ်မလွယ်တဲ့စာရင်းတွေကိုအရင်ဆုံးရေးသွင်းပေးရပါမယ်ဟုတ်ပြီနော်အဲ့တော့ closing inventory လို့ပြောတဲ့စာရင်းပိတ်ကုန်လက်ကျန်စာရင်းကိုကနဦးအရင်စာရင်းရေးရမယ်ဟုတ်ပြီနောက်ထပ်ဘာရှိလဲclosing inventory ပြီးရင် trade receivable ကိုစာရင်းရေးသွင်းမှုပြုလုပ်ရမယ်လုပ်ငန်းကအကျွေးရောင်းထားတဲ့အတွက်ကြောင့်မလို့ရရန်ရှိပေါ်ပေါက်နေတဲ့ trade receivable ဆိုတဲ့ရရန်ရှိအကျွေးစာရင်းကိုအရင်သွင်းမယ်ဟုတ်ပြီအဲဒီက trade receivable ထဲကမှတို့တွေကဘာလေးကိုနှုတ်ပြီးတွက်ရမှာလဲဆိုတော့ less เนาะ allowance for doubtful debt လို့ပြောတဲ့ကျွေးဆုံးရာထားချက်စာရင်းတွေကိုဘာလုပ်ပြီးတွက်မလဲနှုတ်ပြီးတော့မှတွက်ရပါမယ်ဟုတ်ပြီနောက်ထပ်ဘာရှိလဲအဲ့ဒါပြီးရင်တို့တွေဒီ other receivable လို့ပြောတဲ့အခြားသောရရန်ရှိစာရင်းတွေเนาะအခြားသောရရန်ရှိစာရင်းတွေသာရှိခဲ့ရင်တို့တွေကဘယ်မှာစာရင်းရေးသွင်းမလဲ trade receivable ပြီးတော့မှ other receivable ကိုစာရင်းရေးသွင်းမှုပြုလုပ်ရမယ်ဟုတ်ပြီအခြားသောရရန်ရှိဆိုဒီမှာတို့တွေကကုန်အကျွေးရောင်းတာနဲ့မဆိုင်ဘဲနဲ့တို့လုပ်ငန်းသုံးအသုံးစရိတ်တွေကနေမှကြိုတင်ပေးထားတဲ့စရိတ်မျိုးရှိခဲ့ရင် other receivable အနေနဲ့တို့တွေကဘာလုပ်ရမလဲစာရင်းဖော်ပြပေးရမှာเนาะဒါမျိုးစာရင်းတွေဆိုရင်တို့တွေကဘာလို့ထည့်မလဲ other receivable အနေနဲ့စာရင်းရေးသွင်းရမယ်ဟုတ်ပြီနောက်တို့လုပ်ငန်းမှာကြန့်ရှိခဲ့တဲ့ငွေသားတွေလို့ပြောတဲ့ cash in hand တွေစာရင်းရေးသွင်းရမယ်ဟုတ်ပြီ cash in hand ပြီးတော့မှတို့တွေကဘယ်စာရင်းလေးကိုရေးသွင်းမလဲ cash bank လို့ပြောတဲ့တို့ဘဏ်မှာကြန့်ရှိခဲ့တဲ့ဘ
ဘဏ်စာရင်းငွေလက်ကျန်တွေကို